တော်ထဲမှာသူတို့နှစ်ယောက်တယောက်ကိုတယောက်ချစ်ကြောင်းပြောနေတဲ့အချိန်မှာပဲအဲ့ဒီ romance တဆန်တဲ့အခိုက်အတန့်ကိုဖုံးကြော်ညာတစ်ခုကအနောက်ရှက်ပေးလိုက်ပါတယ်ဒီကြော်ညာကိုဒန်ဆိုတဲ့ director ကရိုက်ကူးထားတာဖြစ်ပြီးသူဟာအရင်တုန်းကအနာဂတ်ကောင်းတဲ့ director တယောက်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့10နှစ်လောက်အရင်တုန်းကရုပ်ရှင်တကားပဲရိုက်ခွင့်ရခဲ့ပြီးအခုဆိုရင်တော့ကြော်ညာတွေပဲရိုက်နေရတဲ့အခြေအနေမှာပဲရှိနေပါတယ်အနားယူချိန်မှာဒန်ကသူ့ရဲ့အလုပ်ဖော်တွေကိုသူနဲ့သူ့ဇနီးဟာစနေတနင်္ဂနွေမှာမိသားစုကားပင်ကေဗင်ကိုအပန်းဖြေခီးသွားမယ်လို့ပြောပါတယ်အထူးသဖြင့်သူ့ဇနီးဟာတောင်တက်မယ်အဲ့ဒီလိုတက်တာဟာဘလောက်အနေရရှိတယ်ဆိုတာကိုထပ်ခါတလဲလဲအလေးပေးပြောနေပါတယ်အလုပ်ပြီးတဲ့နောက်ဒန်ကကားထဲဝင်ပြီးမတိမတာဖုန်းခေါ်ကသူစီစဉ်ထားတဲ့အစီအစဉ်ကဆက်လက်လုပ်ဆောင်နေစေလားဆိုတာကိုအတည်ပြုပါတယ်ကားထဲမှာတော့လက်တိမြောက်တက်တဲ့နဲ့ကျိုးတွေပါတဲ့အိတ်တလုံးရှိနေပါတယ်အိမ်မပြန်ခင်မှာသူ့အဖေမိုက်ကယ်မတ်ချယ်ကိုနာနာအိမ်မှာတွားတွေ့ပြီးသူ့ခရီးအကြောင်းကိုထပ်ပြောပါတယ်တခါထပ်ပြီးတောင်တက်တာဘလောက်အနေရရှိတယ်ဆိုတာကိုအလေးပေးပြောနေတော့မဲ့သူမှာတော့ထောင်မှလွတ်မြောက်လာတဲ့လူသက်သမား2ယောက်အကြောင်းသတင်းထွက်နေပါတယ်အိမ်ပြန်ရောက်တဲ့အခါဒန်ကသူ့အိတ်ကိုကားနောက်ဖုန်းထဲမှာအလှည့်ကျဖုန်းထားပါတယ်အနီးနားနေတဲ့ရေချယ်ရုရှ်ကမြင်ပြီးအမဲလိုက်ပျော်ရွှင်ပါစေလို့ဆူတောင်းပေးတာကိုဒန်ကထူးခြားနေတယ်လို့ခံစားရပါတယ်ပြီးတော့သူ့ဇနီးလီဆာဝေးဆာလဲကားထဲဝင်လာပြီးဒန်ကသူတို့တောင်တက်သွားမယ်ဆိုတာကိုအားလုံးကြားအောင်ကြီးကြီးမားမားပြောပါတယ်သူတို့2ယောက်ရဲ့ဆက်ဆံရေးကတော့တင်းမာနေပြီးတယောက်ကိုတယောက်စိတ်နှောက်ယှက်ဖြစ်နေကြတာမြင်ရပါတယ်ခီးသွားနေစင်မှာလဲဒန်နဲ့လီဆာတို့အမြဲတမ်းအငင်းပွားနေကြပါတယ်တိုက်ရိုက်မပြောဘဲထိခိုက်စေတဲ့စကားတွေပြောပြီးတချင်းကိုလည်းပြောင်းလိုက်တယ်လီဆာကမင်းသမီးဖြစ်ချင်တဲ့သူမှု play script တစ်ခုကိုထုတ်ဖက်ပြီးသူမခင်မိုးနဲ့မပြောချင်တာကိုရှောင်နေတယ်သူမကဖွဲ့ရဲ့ director ကိုပြစ်တင်လိုက်တဲ့အခါဒန်ကဒါကိုသူ့ကိုတိုက်ရိုက်မပြောဘဲပြစ်တင်တာလို့ထင်ပြီးနောက်ထပ်အငင်းပွားမှုဖြစ်လာတယ်နောက်ဆုံးမှာဝိဇကဒန်ကိုအနည်းဆုံးတော့ပြောနေတယ်လို့မျက်နှာဖုံးတက်ပြီးနားရအောင်လုပ်ပေးဖို့ပြောတယ်သူတို့ခေပင်ကိုရောက်တာနဲ့ဝစ်ဆက်ကချက်ချင်းဝိုင်းတောက်ပြီးဒန်ကတော့ဝယ်လာတဲ့ပစ္စည်းတွေကိုစီစဉ်နေတယ်ဒန်က basement ကိုဆင်းပြီးကပီနက်ကိုဖွင့်ကအမဲလိုက်3လက်နက်တွေရှိနေသေးလားစစ်ဆေးတယ်တနေ့လုံးကိုတော့သူကနေရာကိုတန်ရှင်းရေးလုပ်နေတာနဲ့ကုံဆုံးပြီးဝစ်ဆက်ကတော့အနားယူနေတဲ့မြေပြင်ပေါ်မှာအစားအစာတွေ့ရပြီးဒန်ကကြွကြောင်လို့ထင်တယ်ထို့ပြင်သူ့ဆွဲရတဲ့ထဲပြောင်းနေကြောင်းကိုလည်းသတိထားမိတယ်နောက်ပိုင်းမှာသူတို့2ယောက်စဖို့လုပ်ကြပြီးဒန်ကလေးရဲ့ကြက်သွန်ဖြူခုတ်ပုံကိုပြစ်တင်လိုက်တာကြောင့်ထပ်ပြီးအငင်းပွားကြတယ်ထို့နောက်ကမ်ပိန်းမှာထိုင်ပြီးစားကြတယ်ဒန်ကဒီညစာကိုအထူးဖြစ်စေချင်လို့သူမကြိုက်တဲ့အစားအစာလုပ်ဖို့အထူးပါဝင်ပစ္စည်းတွေကိုအော်ဒါမှာခဲ့တယ်လို့ရှင်းပြတယ်ဒါပေမဲ့လီဆာကစတိတ်ကသူမအကြိုက်မဟုတ်ဘူးလို့ပြန်ပြောပြီးနောက်ထပ်အငင်းပွားမှုဖြစ်လာတယ်ညစာပြီးနောက်သူတို့ Scrabble ကစားကြပြီးဒန်ကလူတွေမသိတဲ့စကားလုံးတွေသုံးတာကြောင့်လီဆာစိတ်မရှိဖြစ်တယ်အငင်းပွားမှုနည်းနည်းပြီးနောက်လီဆာကအိတ်သွားတယ်ဒန်ကတော့ကမ်ပိန်းမှာဝိုင်းတောက်ပြီးစိတ်ဖိစီးမှုကိုဖြေရှင်းတယ်မနေ့တနေ့မှာသူကတောထဲလှည့်ပြီးကြောက်တုံးတွေကိုအိတ်ထဲထည့်တယ်အိတ်ပြေးသွားတဲ့အခါလေထဲမှာဖျောက်ထားတယ်ထို့နောက် trunk ထဲကကိရိယာတွေကိုထုတ်ပြီး basement မှာအသင့်ပြင်ဆင်ထားတယ်ဒန်ကတတိယဘဝိုင်းတောက်ပြီးခေါ်ဖုန်းကိုအဝိလက်တော့ပေါ်ထက်ကလီဆာကိုအလွန်နေနဲ့နီးကပ်လာတယ်တိုက်ခိုက်တော့မဲ့အချိန်မှာပဲလီဆာကချက်ချင်းလက်ကြည့်ပြီးသူ့ကိုလျှက်စစ်တုပ်ထဲဆွနဲ့ရင်ဘတ်ကိုထိုးလိုက်တာကြောင့်တတိလစ်သွားတယ်ခဏအကြာမှာတန်တတိပြန်လာပြီးတော့ကလတ်ထိုင်မှာချီနှောင်ခံထားရတယ်ထို့ပြင်သူ့ဝစ်လည်းရေဆိုးနေပြီးကိုယ်တိုင်ပဲစီးထွက်ထားခဲ့တယ်ဝစ်စာကချိုးဖွန်အကြောင်းမေးတဲ့အခါဒန်ကတန်ရှင်းရေးလို့လင်းပြောတယ်ဒါပေမဲ့သူမကကိရိယာတွေလေထဲကကြောက်တုံးတွေအကြောင်းကိုထပ်မေးလိုက်တယ်ဒန်ကမျက်နှာပုံပြောပြဖို့စူးစမ်းပေမဲ့အကြောင်းပြချက်တွေကမယုံကြည်နိုင်တော့အောင်မတော်တဆဖြစ်နေပြီးဝါဆာကထွက်သွားတဲ့ဒန်ကသူ့ပါဆက်နဲ့ hacksaw ကိုကောက်ယူဖို့စူးစမ်းတဲ့အခါလက်ကင်ကခွာထွက်သွားတယ်ထို့နောက်လစ်ကတနက်တလက်ယူလာပြီးမိထည့်ပြီးသူ့ကိုမျက်နှာချင်းဆိုင်ညွှန်နေသူမကဒန်ကသူမကိုမူးရအောင်လုပ်ပြီးကြောက်တုံးတွေနဲ့ချီပြီးကန်ထဲမှာမျောကျစေဖို့စီစဉ်ထားတယ်လို့ခံမှန်းတယ်ဒါပေမဲ့လက်ဖြတ်ဆက်စောကိုဘာလုပ်ဖို့ဆိုတာမသိဘူးဒန်ကလူခန္ဓာကိုယ်တွေမျောတက်တာကြောင့်သူမကိုအပိုင်းပိုင်းဖြတ်ပြီးကြောက်တုံးတွေနဲ့တူကန်ထဲပြချဖို့စီစဉ်ထားတာလို့ပြောတယ်သူ့ရဲ့ဇလန်းကတော့ဝိဆာကတော်တဲ့ကိုသွားပြီးပြန်မလာတော့ဘူးလို့ဖြစ်မယ်ဝိဆာကဒီစီစဉ်ကိုမိုင်းမဲတယ်လို့ပြောပြီးသူ့ကိုဘာကြောင့်တက်ချင်တာလဲမေးတယ်ထို့နောက်ဒန်ကသူမကအခြားသူနဲ့ဖောက်ပြန်နေတယ်ဆိုတာသူသိတယ်လို့ပြောထုတ်တယ်ဝိဆာက2နှစ်လောက်သူတို့2ယောက်အခြေရမရှိတော့ဘူးလို့ပြန်ပြောပြီးနောက်ဆုံးတစ်ခါတော့လက်တွေတောင်ပဲဖြစ်ခဲ့တယ်လို့ဆိုတဲ့ဒန်ကစိတ်ထဲကမခံနိုင်တော့ပဲသူမကိုမထိတော့တာကသူ့လုပ်သမျှအရာတိုင်းကိုအမြဲဝေဖန်နေတဲ့အတွက်သူ့ကိုတင်းငယ်တယ်လို့ခံစားရစေခဲ့လို့ဖြစ်တယ်လို့ပြောတယ်သူကဇနီးတယောက်လိုချင်တာပါမိခင်ကိုလက်ထပ်ထားတယ်လို့ခံစားချင်တာမဟုတ်ဘူးလို့ဆိုတယ်ဒါကြောင့်ဝိဆာလည်းပြန်တုတ်ပြန်ပြီးသူမကအရွယ်ရောက်ပြီးသားအမျိုးသားတယောက်လိုချင်တာကို့အရာတွေတော့မထိန်နိုင်တဲ့ကလေးလေးတယောက်မလိုချင်ဘူးလို့ကလေးငယ်လိုပဲကို့ပစ္စည်းတွေကိုမစီမံနိုင်သေးတဲ့သူတယောက်လိုဖြစ်နေတယ်သူမကလည်းဒီခီးကိုလာတဲ့ခါမှာအစီအစဉ်တစ်ခုပါပြီးလာခဲ့တာကိုဖော်ပြတယ်မနေ့ကဝက်ဆက်ကရုရှားကိုတန်းဟာဒီဝီကက်မှာအမဲလိုက်သွားမယ်ဆိုတာကိုပြောထားခဲ့တယ်အဲ့ဒီအချိန်မှာဒီဟာကအန်ရရှိကြောင်းကိုအလေးပေးပြောထားခဲ့တာပါသူတို့စကားပြောနေချိန်မှာထောင်ကနေပြန်လွတ်လာတဲ့တည်းရဲ့အရင်တကယ်ချင်းဟန်ရီဝင်ရောက်လာလို့စကားပြတ်သွားတယ်သူတို့နှစ်ယောက်ကဟန်ရီကိုအလုံငယ်ငယ်လုပ်ပေးဖို့ပတ်စံပေးပြီးကူညီခဲ့ကြတယ်ယခုချိန်မှာလီဆာကသူမရဲ့အစီအစဉ်ကိုရှင်းပြတယ်ဒန်ကိုအမဲလိုက်ခေါ်သွားအောင်လုပ်ပြီးသူမကခလုတ်ချော်တယ်လို့ဟန်ဆောင်ပြီးမတော်တဆပြစ်မိတာလို့ဖြစ်အောင်လုပ်ပြီးဒန်ကိုတတ်မယ်လို့စီစဉ်ထားခဲ့တာပါဒန်ကတော့သူမကတရုတ်ဆောင်မကောင်းလို့ဒီစီစဉ်မအောင်မြင်နိုင်ဘူးရဲတွေကလည်းမယုံနိုင်ဘူးလို့ပြောတယ်ဝစ်ဆက်ကလည်းဒန်ကိုလည်းဘယ်သူမှမယုံနိုင်ဘူးလို့ထင်ပြီးသူတို့နှစ်ယောက်ကတယောက်ကိုတယောက်တည်သွားတယ်လို့ဟန်ဆောင်ပြီးဘယ်သူကပိုကောင်းအောင်လုပ်နိုင်မလဲဆိုတာစမ်းကြည့်ကြတယ်ဒန်ကမျက်ရည်အရင်ကျအောင်လုပ်နိုင်သွားတဲ့အခါဝိဆာကသူ့ကိုတနက်နဲ့မျက်နှာကိုထိုးတိုက်တယ်အခုတင်ပြစ်မလားဆိုပြီးစဉ်းစားနေတယ်အဲ့ဒီချိန်မှာဟန်ရီကနောက်ကနေပေါ်လာတာကြောင့်ဒန်က hammer time ဆိုပြီးထက်ခါအော်နေတယ်နောက်ဆုံးမှာဟန်ရီကတန်တူနဲ့ဝစ်ဆာကိုရိုက်ပြီးမေ့အောင်လုပ်လိုက်တယ်9ရက်အရင်ကဒန်နဲ့ဟန်ရီတို့ဟာလူအများမကြားနိုင်အောင် amusement park တစ်ခုမှာတွေ့ဆုံခဲ့ကြတယ်ဟန်ရီကပတ်စံပမာဏတော်တော်နဲ့ဝစ်ဆာရဲ့အလောင်းကိုဖယ်ရှားပေးမယ်လို့သဘောတူခဲ့တယ်ဒန်ကဝစ်ဆာဟာဒေါ်လာ100သူမြအာမခံထားရှိထားတယ်အဲ့ဒီငွေရဲ့တစ်ဝက်ကိုဟန်ရီကိုပေးမယ်လို့ရှင်းပြတယ်ဟန်ရီကလည်းဒီသဘောတူညီချက်ကိုစာချုပ်တစ်ခုနဲ့ချုပ်ချင်ခဲ့ပေမဲ့ဒန်ကတော့မပေးနိုင်ဘူးယခုချိန်မှာဝီဆာကသတိပြန်ရလာပြီးမြေအောက်ခန်းထဲမှာထိုင်ကုန်နဲ့ချီနှောင်ခံထားရတယ်သူမကလက်တစ်ဖက်ကတိတ်တိတ်တစ်ခုကိုလွယ်လွယ်ကူကူဖယ်ရှားနိုင်သွားတာကြောင့်ဟန်ရီကအမြန်ပြန်လာပြီးထပ်တူးချီနှောင်တယ်ဒန်ကဝစ်ဆာကသူ့ကိုဘာကြောင့်တက်ချင်တာလဲဆိုတာမေးတဲ့အခါဝီဆာကသူ့ကိုထိန်းချုပ်တတ်သူအားနေသူမလုံခြုံတဲ့သူလို့ပြောတယ်သူကသူမကိုအမှန်တကယ်ငွေရှာနေတဲ့အလုပ်ကနေရုပ်ရှင်လုပ်ဖို့အာရုံစိုက်အောင်ထွက်ခိုင်းခဲ့ပေမဲ့သူ့ရုပ်ရှင်ထဲမှာတော့ role တစ်ခုတောင်မပေးခဲ့ဘူးသူမလိုချင်တာကချစ်ချင်းမြတ်တာနဲ့အားပေးမှုပဲဒါပေမဲ့ဒန်ကသူတို့ရဲ့ငွေတွေကားနဲ့အိမ်ကိုပါဆုံးရှုံးသွားခဲ့တယ်သူမက divorce လုပ်ရင်တော့ဒီအကျွေးကနေလွတ်မသွားနိုင်ဘူးအခုဒန်ကသူမကအာမခံငွေယူဖို့သူ့ကိုတက်ချင်တယ်လို့ထင်ပြီးသူမပြောတဲ့အခြားအရာတွေကိုမမြင်တော့ဘူးဟန်ရီကသူ90သူညရမယ်လို့ပြောတယ်ဝစ်ဆက်က policy ကတကယ်တော့ပုံများတယ်လို့ပြောဖို့ကြိုးစားပေမဲ့ဒန်ကသူမခေါင်းကိုအိတ်နဲ့ဖုံးထားတယ်
လစ်ဆာအသက်ရှူရခတ်နေချိန်မှာဟန်ရီကဒန်ကိုတနက်ထိုးပြီးအိတ်ကိုဖယ်ခိုင်းတဲ့လစ်ဆာကအာမခံငွေက1 million ဖြစ်ပြီးဒန်ကိုပြည့်ရင်ဟန်ရီကိုတဝက်ပေးမယ်လို့ပြောတယ်အခုတော့ဒန်ကလည်းမလွယ်တော့တဲ့အချိန်တွေမှာဟန်ရီကိုပတ်စံပို့ပေးမယ်လို့ပြောတယ်လစ်ဆာလည်းအားလုံးပေးမယ်လို့ပြောတယ်သူတို့နှစ်ယောက်လုံးဟန်ရီကိုဆွဲဆောင်ဖို့စကားပြန်ပြောနေကြတယ်အတူတူအချိန်ပိုကုန်မယ်ဆိုတာမျိုးထိနောက်ဆုံးတော့စကားပြောတာတွေကြောင့်စိတ်ညစ်သွားတဲ့ဒန်ကလစ်ဆာကိုတွန်းပြီးဟန်ရီစီကိုခုံဝင်တိုက်ခိုက်တယ်တိုက်ခိုက်နေချိန်ဂျူကဘတ်တစ်လုံးကိုပြစ်မိသွားပြီးတချင်းဖွင့်လာတယ်လစ်ဆာကထက်ကိုဖယ်ပြီးတနက်ကျသွားချိန်မှာယူဖို့ပြေးသွားပေမဲ့တဲနဲ့သူမလူကြတယ်နှစ်ယောက်လုံးတယောက်မျက်နှာကိုတယောက်တွေးထွေးကြတယ်ဟန်ရီကငြိမ်အောင်လုပ်ဖို့ကြိုးစားပေမဲ့တနက်ကမတော်တဆပြစ်မိပြီးဟန်ရီတိတ်ဆုံးသွားတယ်လစ်ဆာနဲ့ဒန်ကဘသူအပြစ်ရှိလဲဆိုပြီးညှင်းခုန်ကြတယ်ဒန်ကတနက်ကိုသူရထားတယ်ဆိုတာသိသွားပြီးလစ်ဆာကိုရိုက်လိုက်တယ်လစ်ဆာထွက်ပြေးတယ်ဒန်ကမိဖို့ခန်းထဲအထိလိုက်ပြီးလစ်ဆာပြစ်တဲ့ဓာတ်ကိုရှောင်တယ်သူမကိုပြစ်ဖို့ကြိုးစားပေမဲ့ကြီးမရှိတော့ဘူးဒါကြောင့်တနက်နဲ့ရိုက်ပြီးလဲအောင်လုပ်တယ်ဒန်ပြန်ကြည့်ထက်နေချိန်မှာလစ်ဆာကသူ့ခြေထောက်ကိုဓာတ်နဲ့ထိုးလိုက်တယ်ဒန်ကပြန်ပြီးပစ္စည်းတစ်ခုနဲ့ပြစ်လိုက်လို့တင်းပေါက်ပြက်ပြီးအပြင်ကိုကျသွားပေမဲ့အာယုံလွဲနိုင်သွားတယ်လစ်ဆာကတနက်ကိုပြန်ယူဖို့တနက်တိုက်ခိုက်တယ်သူမကစပွဲကိုဒန်ရဲ့ခြေထောက်ပေါ်တွန်းချလိုက်တဲ့အတွက်နာကျင်သွားပြီးလစ်ဆာကတနက်ကိုပြန်ယူနိုင်သွားတယ်ဒန်ကဓာတ်ကိုပြစ်လိုက်ပြီးနောက်ထပ်မံလိုက်လံတိုက်ခိုက်မှုတစ်ခုဖြစ်လာတယ်အိတ်ခမ်းထဲမှာဒန်ကလစ်ဆာကိုတိုက်လဲပြီးတနက်ကိုပြန်လူကြတယ်ဒီတစ်ခါတော့မတော်တဆအိမ်ကောင်မိုးဘက်ကိုတနက်ကြီးထွက်သွားတယ်သူတို့အံ့အားသင့်နေတဲ့အချိန်မှာအော်တန်တစ်ခုကြားလိုက်ရတယ်ရုတ်တရက်ခေါင်းမိုးပြက်ကျသွားပြီးလူ3ယောက်အောက်ကိုပြုတ်ကျလာကသူတို့ကိုတိုက်မိပြီးသတိလစ်သွားစေတယ်3ရက်အရင်ကအောက်ကဖေးနဲ့ထတို့ကထောင်ကနေထွက်ပြေးလာခဲ့ကြတယ်သူတို့ကတောထဲကနေပြေးလာပြီးညဘက်တွေမှာသာခဏနားတယ်နောက်ဆုံးမှာတော့အိမ်တလုံးကိုတွေ့ပြီးအလွယ်တကူဝင်သွားတယ်ဘာကြောင့်လဲဆိုတော့အိမ်တကားပေါ်မှာတော့ထားလို့ပဲအဲ့ဒီအိမ်ထဲကအဝတ်စားတွေကိုယူဝစ်ပြီးအစားအသောက်တွေကိုလည်းစားတော့ကအိမ်ကိုညစ်ပတ်အောင်လုပ်ခဲ့တယ်အောက်ကနဲ့ဖေးတို့ကစပွဲပေါ်မှာအနားယူနေချိန်ထားကတီကိုကြည့်နေတယ်သူတို့ကအဲ့ဒီအိမ်မှာရက်အနေငယ်နေဖို့သဘောတူထားကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအိမ်ထဲကိုဇနီးမောင်နှံဝင်လာတဲ့အတွက်သူတို့ကအထဲမှာပဲပုံနေခဲ့ရတယ်ဘောက်ကသူတို့ကိုအိမ်နေချိန်မှာတက်ချင်တယ်လို့ပြောတယ်ဖေးကတော့အနားငြိမ်ငြိမ်နေချင်တယ်နောက်တော့သူတို့ညီးငွေလာတဲ့အခါဖဲရစ်စစားကြတယ်ဇနီးမောင်နှံကခေါင်းမိုးကိုပြစ်ခတ်လိုက်တဲ့အချိန်မှာဓာတ်ရဲ့နောက်ပိုင်းကိုကြီးထိပြီးသူကခုန်ပေါက်နေတယ်နောက်ဆုံးမှာခေါင်းမိုးပြိုကျသွားတယ်လက်ရှိအချိန်မှာတော့ရာဇဝတ်ကောင်တွေကဒန်နယ်လစ်ဆာကိုအောက်ထပ်ခန်းထဲမှာကလတ်ထိုင်နဲ့ချီထားကြတယ်ဟန်ရီကိုလည်းချီနှောင်ထားပြီးအလောင်းကိုဖယ်ရှားဖို့ပြင်နေကြတယ်ဖေကသူတို့ရဲ့သားကောင်တွေကိုလူမဆန်အောင်ထားဖို့ရာနယ်ဟောမြင်လို့နာမည်ပေးတဲ့ဟန်ရီကိုတက်တာကောင်းတယ်လားလို့မေးပေမဲ့သူတို့ကမတော်တဆဖြစ်တာလို့ပြောပြီးဆက်လက်ညှင်းခုန်နေကြတယ်ဒန်ကရာဇဝတ်ကောင်တွေကိုမေးတဲ့အခါဖေကသူနဲ့ထက်တို့ဟာထောင်မှာ9နှစ်ကြာခဲ့ပြီးအောက်ဂရာကသူတို့ရဲ့ထိန်းသိမ်းရေးအရာရှိဖြစ်ခဲ့တာကိုရှင်းပြပါတယ်အောက်ဂရာနဲ့ဖေတို့ချစ်ကြိုက်သွားကြပြီးထောင်ကနေထွက်ပြေးနိုင်အောင်သူမကကူညီခဲ့တာပါအခုတော့ဖေကပတ်စံလို့နေပြီးသူတို့ရဲ့ချက်ပြုတ်ပစ္စည်းထဲမှာနည်းနည်းပဲတွေ့ခဲ့ပါတယ်ဝေစာကဒန်ဟာငွေကိုမထိန်တက်လို့ကိုမရှိဘူးလို့ပြောပြီးသူတို့နှစ်ယောက်ထပ်မံအငင်းပွားကြပါတယ်ပြီးတော့အောက်ကကဒန်ကိုလှုပ်ပြီးထောင်ထဲမှာသူမတို့နဲ့အခြားအရာရှိတွေကစားလေးရှိတဲ့ဂိမ်းတစ်ခုကိုကစားမယ်လို့ပြောပါတယ်အကျဉ်းသားနှစ်ယောက်ကိုအဝိရှော်ခန်းထဲထည့်ပြီးစက်ဝိုင်းတစ်ခုအတွင်းအားပြန်တိုက်ခိုက်စီပြီးဘသူကအခြားတစ်ယောက်ကိုအနိုင်ယူနိုင်မလဲဆိုတာစမ်းသပ်ကြတာပါဒါတကမြေအောက်ခန်းမှာစက်ဝိုင်းတစ်ခုရေးပြီးဒန်ကိုထည့်လိုက်ပါတယ်သူတို့နှစ်ယောက်စတင်တိုက်ခိုက်ပြီးဒန်ကထက်ရဲ့ဒန်ရနေရာကိုထိုးမိတာကြောင့်စက်ဝိုင်းထဲကထွက်ပြေးနိုင်ခဲ့ပါတယ်ဒါပေမဲ့ပြစ်မှုကျူးလွန်သူတွေကသူ့ကိုထပ်မံဖမ်းဆီးပြီးစပွဲပေါ်တင်လိုက်ကြပါတယ်ဒါကဒန်ကိုအန်ရဖြစ်စေဖို့စူးစမ်းချိန်မှာဖိကတာပြီးနန်ရံဘော်ကရုပ်ရှင်ပိုစတာအကြောင်းမေးပါတယ်ဒန်ကအဲ့ဒီရုပ်ရှင်ဟာသူကိုယ်တိုင်ရိုက်ကူးထားတာဖြစ်တယ်လို့ပြောပြီးဖေကအရန်စိတ်လှုပ်ရှားသွားပါတယ်ထောင်ထဲမှာအကြိမ်များစွာကြည့်ခဲ့ပြီးအဆုံးသက်ကိုမကြိုက်ကြောင်းပြောပါတယ်ဒန်ကတော့ကုမ္ပဏီဘက်ကအဆုံးသက်ကိုပြောင်းခိုင်းခဲ့တာလို့ရှင်းပြပါတယ်ဖေကသူ့ရဲ့ဒါရိုက်တာအရေးချင်းကိုချီကျူးပြီးဓာတ်ကိုဆက်လုပ်ဖို့ပြောပါတယ်ဒါပေမဲ့ဒါကမလုံနိုင်တော့တာကြောင့်ဒန်ကိုစက်ဝိုင်းနဲ့ပြန်ထည့်လိုက်ပါတယ်အောက်ကသူ့ကိုပြစ်တက်မဲ့အချိန်မှာလီဆာကသူ့မမပုတ်ကလိကအကောင့်ထဲမှာ90 ရှိတယ်လို့အော်ဟစ်ပြောပါတယ်မနက်ပံဖွင့်တဲ့အချိန်မှာအားလုံးပေးနိုင်မယ်လို့အတည်ပြုပါတယ်ပြစ်မှုကျူးလွန်သူတွေကသဘောတူပြီးသူတို့နှစ်ယောက်ကိုညအိတ်အောင်ချီနှောင်ထားလိုက်ပါတယ်နောက်ပိုင်းမှာတော့အောက်ကထားရီရဲ့ဒဏ်ရာတွေကကြီးကိုသူတို့ကပတ်စံရပြီးနောက်ဇနီးမောင်နှံကိုတက်ပြီးနေဆက်ကိုမဖမ်းမိပဲထွက်ပြေးဖို့အစီအစဉ်ဆွဲကြပါတယ်ဖေကတက်ပြီးနောက်ကားကိုလည်းဖယ်ရှားခြင်းတယ်လို့ပြောပေမဲ့အောက်ကအဲ့ဒါကိုကိုကြီးကိုရာပေါ်ထိခိုက်မှုလို့ခံယူပြီးနှစ်ယောက်အငင်းပွားကြပြီးသူမကအခန်းကနေထွက်သွားပါတယ်မြေအောက်ခန်းမှာဝစ်စကတစ်ချိန်ကဒန်ကိုဘလောက်ချစ်ခဲ့တယ်ဆိုတာကိုသတိရပြီးသူတို့ဘလို့ဒီချိန်နေထိရောက်လာခဲ့ကြတာလဲဆိုတာစဉ်းစားနေပါတယ်သူမရဲ့ရုပ်ဝက်ချီရေးကိုတင်တိသွားစေခြင်းခဲ့တာဟာသူတို့ရဲ့ဆက်ဆံရေးအတွက်သူ့ဘက်ကတိုက်ပွဲဝင်လာစေခြင်းလို့ဖြစ်တယ်ဆိုတာကိုသဘောပေါက်ပြီးတောင်းပန်ပါတယ်ဒါပေမဲ့ဒန်ကမပြန်ဖြေပဲဘီလီရဲ့စားပွဲရဲ့စာကွန်ကိုချင်းဖြစ်ထိုးပြီးဘောလုံးတစ်လုံးကျလာအောင်လုပ်ပါတယ်ပြီးတော့သူအော်ဟစ်လိုက်တော့ထားကမြေအောက်ခန်းကိုဆင်းလာပြီးဒန်ကအင်တာသွားခြင်းတယ်လို့ပြောပါတယ်ချီထားတာဖြီမီထားတကသတိပေးတယ်လို့ခန္ဓာကိုယ်ကိုဖိနှိပ်ပြီးထိန်းချုပ်ထားပါတယ်အင်တာခေါ်သွားတဲ့အခါတိုက်ခိုက်မခံရအောင်အင်တာဖုန်းကိုမဖုံးမဲထားပါတယ်ဒန်အလုပ်လုပ်နေစဉ်ထားကကြောက်လန့်နေတဲ့ဝေစာကိုလှောင်ပြောင်းနေပါတယ်မကြခင်ဒန်ပြန်ထွက်လာတဲ့အခါထားကသူ့ခြေထောက်တစ်ဖက်မှာဖနှက်မရှိတာကိုသတိထားမိပါတယ်အဲ့ဒီအချိန်မှာဒန်ကသူ့အထဲဝက်ထားတဲ့ဘီလီရဲ့ဘောလုံးကိုထုတ်ပြီးထားကိုတိုက်ခိုက်ကမူးမေ့သွားအောင်လုပ်ပါတယ်ထို့နောက်ဒန်ကထားရဲ့ဓာတ်ကိုဝေစာကိုပေးပြီးသူ့ကိုယ်တိုင်အပေါ်ထက်ကိုတိတ်တိတ်လေးတက်သွားပါတယ်အပေါ်ထက်မှာဖေကအောက်ကကိုတောင်းပန်နေပြီးနှစ်ယောက်ထပ်ပြီးနီးကပ်ချင်နေကြပါတယ်ဒီအချိန်မှာဝါစာလည်းကိုယ်တိုင်ကိုလွတ်ပြီးအပေါ်တက်လာပါတယ်ထပ်မကြခင်ပြန်မလာတာကြောင့်ဖေနဲ့အောက်ကမြေအောက်ခန်းကိုဆင်းပြီးသူ့ကိုနိုးကြပါတယ်အဲ့ဒီအချိန်မှာဝိဇကအပြင်ကိုပြေးထွက်သွားပြီးအတန်ကြောင့်ပြစ်မှုကျူးလွန်သူတွေကသူမနှောက်လိုက်လာကြပါတယ်သူတို့ဖွဲ့ကခွဲပြီးရှာကြတဲ့အချိန်ဝိဇကကားကိုစစ်ဆေးပေမဲ့တော့မတွေ့လို့အိမ်ထဲပြန်ဝင်ရှာရပါတယ်တစ်ချိန်ထဲမှာထားတဲ့လက်မီမှာဘက်ထရီကုန်သွားလို့သူလည်းအိမ်ကိုပြန်လာပြီးဝိဇကိုလက်တွေ့ဖမ်းမိပါတယ်ထားကဝိဇကိုလက်တွေ့ဖမ်းမိပြီးသူမကိုဓာတ်ချလိုက်စေကလှေသုံးတော်တွေကိုယူသွားပါတယ်ထို့နောက်သဘောတူညီချက်အဆုံးသတ်ပြီးလို့ကြေညာပါတယ်တန်တဖြည်းဖြည်းနီးလာချိန်မှာဝိဇကအလိုစိုးရိမ်နေပြီးကိုဝင်ရှိနေတယ်လို့ပြောပြီးအရင်ကမပြောခဲ့တာဟာကလေးရဲ့ဖခင်ကတည်းမဟုတ်လို့ဖြစ်တယ်လို့ပြောပါတယ်
ခြားကမယုံပဲသူမကိုပြစ်မဲ့အချိန်မှာဒန်ကခုံဝင်ပြီး fake heroin ပုံတူအယုတ်နဲ့သူ့ပခုံးကိုထိုးပါတယ်လက်နက်ကျသွားပြီးထွက်လာတဲ့တန်တရားကြောင့်အောက်ကနဲ့ဖေတို့တတိထားမိကြပါတယ်ထို့နောက်ထားကဒန်ကိုထိုးပြီးအဲ့ဒီ fake heroin ကိုသူ့ကောင်းနဲ့ပစ်ထိုးလိုက်တာကြောင့်ဒန်လဲကျသွားပါတယ်ဒန်ကတနက်ကိုလှမ်းယူဖို့ကြိုးစားတဲ့အခါထားကသူ့နဲ့တိုက်ခိုက်ပြီးလက်နက်အတွက်တိုက်ပွဲဖြစ်ပါတယ်အဲ့ဒီအချိန်လေးစားကသူ့နောက်ကနေလာပြီးနားတစ်ပိုင်းကိုကိုက်ဖြတ်လိုက်ပါတယ်ထားကသူမကိုတွန်းထုတ်လိုက်ပြီးဒန်ကတနက်ကိုယူလိုက်ပြီးမဲ့ထားကလင်းမြန်စွာပြန်တိုက်ခိုက်ကသူ့လက်ထဲကတနက်ကိုပြန်ယူပြီးဒန်ကိုအချိန်နှဲငယ်ထိုးနှက်ပြီး pantry အစားအစာတူလောင်ခန်းထဲပစ်ထည့်လိုက်ပါတယ်ထားကဝက်စကိုလည်းကပတ်ထဲပစ်ထည့်လိုက်တော့သူမက bleach တန့်စင်စေးရည်ကိုယူပြီးသူ့မျက်စိထဲဖြန်းပါတယ်ထို့နောက်ဂျာတစ်လုံးကိုသူ့ကောင်းပေါ်ချိုးပြီးကွဲနေတဲ့ glass နဲ့သူ့မျက်နှာကိုဖိနှိပ်ကခြေထောက်နဲ့ထပ်မံကန်ပါတယ်ထားကသူမရဲ့ခြေထောက်ကိုဖမ်းပြီးသူမကိုမြောက်ကစပွဲပေါ်ပစ်တင်လိုက်ပါတယ်ပြီးတော့မီးလုံးကခဲပုံတွေကိုဖြုတ်ယူပြီးဝက်စကိုလဲချောင်းညစ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ဒန်ကတနက်ဘက်ကိုပြေးသွားတာမြင်လို့ရက်လိုက်ပါတယ်နှစ်ယောက်ထပ်မံတိုက်ခိုက်နေချိန်ဝက်စကဓာတ်ယူလာပြီးထက်ရဲ့နောက်ကျောကိုထိုးပါတယ်ဒါပေမဲ့သူ့ခန္ဓာကိုယ်ကခိုင်မာလုံးလို့မထိခိုက်လို့ဖြစ်နေပါတယ်ဒါကြောင့်ဝက်စကနောက်ထပ်ဓာတ်တွေယူပြီးအချိန်ချင်းထိုးပါတယ်ထားကနောက်ပြန်လှည့်ပြီးသူမကိုလိုက်မဲ့အချိန်ဒန်က5ယူရင်းနဲ့သူ့ကောင်းကိုထိုးလိုက်ပါတယ်ထားကသွားနေတော့ဒန်ကတနက်ကိုပြန်ယူဖို့ပြေးသွားပေမဲ့အဲ့ဒီတနက်မှာကြီးမကျန်တော့ပါဘူးအဲ့ဒီအချိန်မှာဒန်ကရုတ်တရက် Harry Potter မှစာသားတစ်ခုကိုပြောပြီးလဲကျသွားပါတယ်ထို့နောက်အခြားပြစ်မှုကျူးလွန်သူတွေလာနေတာကိုကြားနိုင်ပါတယ်ဇနီးမောင်နှံကအပေါ်ထက်ကိုပြေးပြီးဝက်နေကြပါတယ်အဝတ်လောင်ခန်းထဲမှာဒန်ကအရာအားလုံးဒီလိုဖြစ်သွားတာသူ့အပြစ်လို့ယူဆပြီးပြောပါတယ်အခြေအနေတွေစပြီးပျက်စီးလာချိန်မှာသူလက်လျှော့ခဲ့တာကြောင့်လို့ဝန်ခံပါတယ်ထို့နောက်လေသုံးတော်တွေကိုဝိစားကိုပေးပြီးသူမကိုကလေးကိုကာကွယ်ဖို့သူမတယောက်တည်းထွက်ပြေးစေချင်တယ်လို့ပြောပါတယ်ဒါပေမဲ့ဝက်စကသူမကိုဝင်ရှိတယ်လို့ပြောခဲ့တာဟာထားကိုလှည့်ဖျားဖို့သာဖြစ်ပြီးတကယ်တော့ကိုဝင်မရှိဘူးလို့ပြောပါတယ်ဒန်ကတော့အဲ့ဒီဟာသူမြင်မှုတမျှထဲမှာအကောင်းဆုံးလိုက်တင်လို့ဝန်ခံပါတယ်ဖေးကသူတို့ကိုရှာတွေ့တော့မဲ့အချိန်မှာဒန်ကထွက်ပြေးပြီးသူ့ကိုခုံဝင်တိုက်ခိုက်လိုက်တာကြောင့်ဇနီးမောင်နှံနှစ်ယောက်ပြန်ပြေးနိုင်ခဲ့ပါတယ်ဝက်စအပြင်ထွက်လာချိန်မှာအော့ဂွာကသူမကိုဖမ်းပြီးပြစ်မဲ့အနေထားမှာရှိနေပါတယ်ဒါပေမဲ့ဒန်ကဝင်တိုက်ပြီးသူမကိုလဲကျစေကလဲပင်ပက်တန်ရရစေပါတယ်ထို့နောက်ဖေးကပြင်းပေါက်ကနေခုံဝင်ပြီးဒန်ဘော်ကိုကျလာကသူ့ကိုထိုးနှက်စတင်ပါတယ်ဝစ်ဆာကဒီအခွင့်အရေးကိုအသုံးချပြီး Rick မြေထုံကရိယာနဲ့သူ့ကိုထိုးကထွက်ပြေးဖို့ကြိုးစားပါတယ်ဒါပေမဲ့တက်ပြန်လာပြီးသူမကိုထပ်ဖမ်းလိုက်ပါတယ်ဖေက Rick ကိုချိုးပြီးဟန်ကိုကိုယူကဒင်းကိုစပင်ကနေဆွဲယူပြီးလူတက်တာတွေများလုံးရင်ပြင်းစရာဖြစ်သွားတယ်လို့ပြောပါတယ်ထို့နောက်ချိုးထားတဲ့ဟန်ကိုနဲ့တန်ရဲ့လက်ကိုထိုးလိုက်ပါတယ်နောက်ထပ်စကားများပြောပြီးနောက်ဖေကမျက်ဖြတ်ဆက်ကိုဖွင့်ပြီးတန်ရဲ့ခေါင်းကိုလှည့်နေတဲ့ဓာတ်တွေနဲ့ထိုးထည့်ဖို့ကြိုးစားပါတယ်ဒန်ကလက်နဲ့ကာကွယ်လိုက်ရင်လက်ချောင်းအချို့ဆုံးရှုံးသွားပါတယ်ရုတ်တရက်သူတို့အားလုံးတချင်းတန်ကြရပြီးကားတစ်စီးကဖေကိုတိုက်မိပါတယ်ကားမောင်းသူကတော့မတ်ချောဖြစ်ပါတယ်6နာရီခန့်အရင်မှာအိမ်ကြီးချင်းတယောက်ကဈေးဝယ်သွားရင်အိမ်တွင်းအခြေအနေမမှန်တာတွေတွေ့လို့မတ်ချောကိုဖုန်းခေါ်ပြီးတတိပေးခဲ့ပါတယ်မတ်ချောကအနားယူနေတဲ့အိမ်မှာထွက်သွားဖို့ကြိုးစားပေမဲ့နာပြူတယောက်ကတားခဲ့ပါတယ်ဒါကြောင့်သူကလက်တက်တစ်ချောင်းနဲ့နာပြူကိုထိုးနှက်ပြီးကားတော့ယူသွားပါတယ်ကားကခင်မီစနစ်ပါတာကြောင့် digital control တွေမတုံးတက်လို့တချင်းကိုသူရွေးမထားပါဘူးထို့နောက်သူကဂတ်ဆိုင်မှာစီးဖြစ်ပြီးပတ်စံမပေးဘဲထွက်သွားပါတယ်ယခုအချိန်ကိုပြန်လာရင်အောက်ကဖေးကိုစစ်ဆေးဖို့တနက်ကိုချလိုက်ပါတယ်အဲ့ဒီအချိန်မှာမတ်ချောကတနက်ကိုယူပြီးဓာတ်ရဲ့ခေါင်းကိုချက်ချင်းပစ်ဖျက်လိုက်ပါတယ်မတ်ချောကဖေးကိုပါတက်ဖို့ကြိုးစားနေချိန်မှာအောက်ကနောက်ကနေဓာတ်နဲ့ထိုးလိုက်တာကြောင့်မတ်ချောကမတော်တဆသူမရဲ့ခြေထောက်ကိုပြစ်မိသွားပါတယ်ဖေးကနီးလာပြီးမတ်ချောကိုလောင်ပြောင်းနေချိန်မတ်ချောကသူ့နှာခေါင်းဖျားကိုကိုက်ဖျက်လိုက်ပါတယ်ဖေးကမတ်ချောကိုလဲကျစေပြီးလဲချောင်းညစ်နေချိန်မတ်ချောကသူ့သားကိုပြေးဖို့ပြောပါတယ်တန်နဲ့လီဆာကကားထဲဝင်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့ကားက2မိနစ်လောက်ပဲလဲပြီးရက်သွားပါတယ်ထို့ကြောင့်သူတို့နှစ်ယောက်ကဖေးကမတ်ချောကိုမျက်ဖြတ်ဆက်ပေါ်ပစ်တင်ပြီးတက်တာကိုကြည့်နေကြရပါတယ်နောက်တစ်ချိန်ကားကိုစမ်းကြည့်တော့ဒီတစ်ခါလဲသွားပါတယ်ဒါပေမဲ့ဖေးကတနက်နဲ့ပြစ်လိုက်တာကြောင့်ကားကတစ်ပင်ကိုတိုက်မိပြီးပြတ်သွားပါတယ်ဒန်ကလက်ဆက်ကိုလှေဘက်ကိုသွားခိုင်းပြီးသူကပြဿနာကိုကင်တွယ်မယ်လို့ပြောပါတယ်ဒီအချိန်မှာအောက်ကဖေးကိုကူညီဖို့တောင်းဆိုပေမဲ့ဖေးကသူတို့ဆက်ဆံရေးကိုဖြုတ်ချင်တယ်လို့ပြောပါတယ်သူကားကိုစစ်ကြည့်တဲ့အခါဇနီးမောင်နှံကပြေးပြီးသားဖြစ်ပါတယ်အောက်ကအိမ်ထဲပြန်ဝင်ပြီးသူမရဲ့တန်ရာကိုအရက်နဲ့တန်ရှင်းက bandage လုပ်နေချိန်ဒန်ကပေါ်လာပြီးသူမရဲ့ခြေထောက်ကိုကန်ကထပ်မံတန်ရာပေးပါတယ်သူတနက်ကိုမြောက်ပြီးသူ့ဆွဲတွေကိုတောင်းလိုက်ပါတယ်အောက်ကမတက်ပါနဲ့လို့တောင်းပန်ပြီးနောက်အလင်းမြန်ပြန်ပြီးဆဲဆိုလာပါတယ်ဒန်ကစိတ်တူလာပြီးသူမရဲ့မျက်နှာကိုပစ်တက်လိုက်ပါတယ်တရားနာမှာဝေဇက်ကလှေထဲဝင်ပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့မလဲပါဘူးလက်ကင်တွေကိုလှည့်ပြီးနောက်မှာမော်ဒါလဲလာပေမဲ့ဖေးပေါ်လာပြီးသူမနဲ့အတူထွက်သွားပါတယ်ဝေဇက်ကအကူအညီအတွက်အော်ဟစ်ပြီးဒန်ကတရားဘက်ကိုပြေးလာကလှေရဲ့ကျိုးကိုဖမ်းလိုက်ပါတယ်အဲ့ဒါကြောင့်သူရေထဲကျသွားပြီးလှေနောက်လိုက်လဲလျက်သွားပါတယ်ဖေးကဝစ်စနဲ့ပတ်စံအကြောင်းပြောနေလို့ဒန်ကလှေပေါ်တက်လာတာကိုမမြင်ပါဘူးဒန်ကသူ့ကောင်းကိုထိုးလိုက်ပြီးတိုက်ခိုက်မှုဖြစ်ပွားလာပါတယ်ဒါပေမဲ့ဒန်ကအလွယ်တကူအနိုင်ယူခံလိုက်ရပြီးဝေဇက်ကဖေးရဲ့မျက်နှာကိုချစ်လိုက်ပေမဲ့သူမလည်းပြန်လဲကျသွားပါတယ်ဖေးကဒန်ကိုစက်တိုက်ထိုးနှက်နေချိန်ဝေဇက်က flare gun အချက်ပြတနက်ကိုတွေ့ပြီးဖေးကိုပစ်လိုက်ပါတယ်ဒါပေမဲ့ဖေးကလွယ်လွယ်ကူကူရှောင်လိုက်နိုင်ပါတယ်ထို့နောက်သူကတနက်ကိုသူမထံကယူပြီးထပ်မံလဲကျစေပါတယ်ဖေးကဝက်စကိုပြစ်မဲ့အချိန်မှာဒန်ကချင်းချောက်ပြောဆိုပေမဲ့အဲ့ဒီ serious moment ကသူရုတ်တရက်အန်ထွက်လိုက်တာကြောင့်ပြတ်သွားပါတယ်ထို့နောက်သူကဖေးကိုထိုးပြီးနှစ်ယောက်ထပ်မံတိုက်ခိုက်ကြပါတယ်မကြခင်ဖေးကကျိုးတစ်ချောင်းနဲ့တန်ရဲ့လဲချောင်းကိုညှစ်လိုက်ပါတယ်အဲ့ဒီအချိန်ဝက်စကနောက်ကနေလာပြီးအိတ်လက်ကင်ကျိုးနဲ့ဖေးကိုပြန်ညှစ်ပါတယ်ဖေးကသူမကိုတုံးထုတ်လိုက်ပေမဲ့ဒန်ကအဲ့ဒီအိတ်ကိုပြန်ယူပြီးဆက်လက်တိုက်ခိုက်ပါတယ်ဝက်စကလည်းဓာတ်နဲ့ဆက်ထိုးလိုက်ပါတယ်ဝက်စကဖေးရဲ့ခြေထောက်ကိုဓာတ်နဲ့ထိုးလိုက်ပြီးဇနီးမောင်နှံနှစ်ယောက်ပေါင်းပြီးသူ့ကိုရေထဲပစ်ချလိုက်ပါတယ်ဖေးကခဏလောက်ရုန်းကန်ပြီးနောက်အိတ်ထဲကကြောက်တွေကြောင့်အောက်ကိုမြုပ်သွားပါတယ်ဒါပေမဲ့ကျိုးကဖေးနဲ့တနှစ်ယောက်လုံးရဲ့ခြေထောက်မှာတွဲလျက်နေတဲ့အတွက်တန်လဲရေထဲဆွဲချခံရပါတယ်ဝိစကအချိန်မီဖမ်းနိုင်ပြီးဒန်လွတ်လိုက်ပါလို့ပြောတဲ့အချိန်တောင်မလွတ်ဘဲပြန်ဆွဲတင်လိုက်ပါတယ်ထို့နောက်ကျိုးတွဲနေတဲ့ဖက်နှက်ကိုဖြုတ်ပေးပြီးသူ့ကိုကယ်တင်လိုက်ပါတယ်အနေငယ်ကြာပြီးနောက်တန်ကရဲကိုဖုံးခေါ်ပါတယ်ဝိစကသူ့လက်ချောင်းတွေပြတ်သွားတဲ့နဲ့လက်စွပ်ကိုအိတ်ထဲထည့်ပြီးပြန်ပေးပါတယ်နှစ်ယောက်စလုံးတယောက်ကိုတယောက်တက်ဖို့ကြိုးစားခဲ့တာအတွက်တောင်းပန်ကြပြီးဒန်ကနောက်ပါလုပ်တင်လဲဆိုတာမေးပါတယ်ဝိစကသူတို့ရဲ့ပြဿနာတွေကိုမျက်နှာမူဖြေရှင်းရမယ့်အချိန်ရောက်ပြီလို့ပြောပြီးဒန်ကသဘောတူပါတယ်ထို့နောက်သူတို့လက်ကင်ပြီးအတူနေကြပါတယ်နောက်ဆုံးမှာအာနာပိုင်တွေနဲ့သတင်းမီဒီယာတွေရောက်လာတဲ့အခါဒန်နဲ့ဝိစကအဖြစ်အပျက်ကိုအကြီးအကျယ်ပြောပြပြီးကင်မရာရှိမှငိုနေကြပါတယ်သူတို့ကိုပျော်ရွှင်နေတဲ့ဇနီးမောင်နှံတစ်စုံဖြစ်ပြသပြီးအပန်းဖြေခီးစဉ်ကိုပြစ်မှုကျူးလွန်သူတွေဖျက်ဆီးခဲ့ပြီးသူတို့နှစ်ယောက်တယောက်ကိုတယောက်ကာကွယ်ဖို့ကြိုးစားရာကထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ဟန်ဆောင်ကြပါတယ်
မကြခင်မှာသူတို့ရဲ့မျက်နှာတွေမီဒီယာတွေအနှံ့ထင်ရှားလာပြီးမတ်ချယ်ရဲ့တည်ဆုံမှုကိုလည်းသူဟာစစ်မှုထမ်းဟောင်းတဦးဖြစ်တဲ့အတွက်အထူးအာရုံစိုက်ခံရပါတယ်။ဇနီးမောင်နှံက talk show တွေမှာဧည့်သည်ဖြစ်ပါဝင်လာပြီးသူတို့ရဲ့ဇာတ်လမ်းကိုရုပ်ရှင်ဖြစ်ပြန်လည်ဖန်တီးဖို့ဆုံးဖြတ်ကြပါတယ်။အဲ့ဒီရုပ်ရှင်ကိုဒန်ကိုရိုင်ဒါရိုက်တာလုပ်ပြီးဝစ်ဆာကတရုပ်ဆောင်ဖြစ်ပါဝင်ပါတယ်။ဒါပေမဲ့ streaming ပေါ်မှာသာထုတ်လွှင့်ပါတယ်။ရုပ်ရှင်ထွက်လာတဲ့အခါမှာတော့တန်နဲ့ Lisa အတူကိုပြမှုကျူးလွန်သူတွေကိုအနိုင်ယူနိုင်တဲ့သူရဲကောင်းတွေကိုပြသထားပါတယ်။နောက်ဆုံးမှာဒန်ကသူလုပ်ချင်တာတွေလုပ်နိုင်တဲ့အာဏာရလာပြီး Lisa နဲ့အတူအောင်မြင်မှုကိုအနမ်းနဲ့ကျင်းပကြပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်အားလုံးကို Google Movie Recap မှာအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။